ဟုတ်ကဲ့ဒီနေ့မှာတော့ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုပြောပြချင်ပါတယ်။ကျွန်တော်တို့ရရှိထားတဲ့သတင်းချက်လက်တွေအရဘင်္ဂလားဒေ့ရှ်ဘက်ကနေရခိုင်ပြည်နယ်တွေကိုလုံခြုံစွာပိတ်ဆို့ထားတဲ့ကွန်တိန်နာတွေနဲ့ထောက်ပံ့ပစ္စည်းတွေစတင်ပို့ဆောင်နေပါပြီ။ဒီကိစ္စမှာဘင်္ဂလားဒေ့ရှ်နယ်စပ်ဆောင်တပ်ဖွဲ့ကတပ်မှုတအူးကိုအဓိကညှိနှိုင်းဆောင်ရွက်သူအဖြစ်တာဝန်ပေးထားတာတွေ့ရပါတယ်။အခုဆိုရင်ကနဦးထောက်ပံ့ပစ္စည်းတွေဟာနယ်စပ်ကိုဖျက်ကျော်နေပြီဖြစ်ပြီးစိတ်ဝင်စားဖို့ကောင်းတာက BGB တပ်သားတွေတောင်ဒီပစ္စည်းတွေကိုစစ်ဆေးခွင့်မရကြဘူးလို့သိရပါတယ်။တစ်ချိန်တည်းမှာပဲဘင်္ဂလားဒေ့ရှ်ရဲ့လုံခြုံရေးနဲ့ထောက်လှမ်းရေးအရာရှိကြီး3ဦးဟာ UK ကိုတွားရောက်ပြီးဗြိတိရှထောက်လှမ်းရေးတွေနဲ့တွေ့ဆုံနေကြပါတယ်။ဘင်္ဂလားဒေ့ရှ်တပ်မတော်ကလည်းအာရခတပ်တော်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုထောက်ပံ့ဖို့ပြင်ဆင်နေပါပြီ။ဒီစစ်ရေးလှုပ်ရှားမှုတွေကစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့နယ်တွေမှာတပ်ဆွဲထားတဲ့မြမတပ်မတော်ကိုဦးတည်ပါတယ်။ထူးခြားတာကတက္ကနတ်မြို့ရဲ့မြောက်ဘက်30ကီလိုမီတာအကွာမှာရှိတဲ့စီခါလီဒေသမှာအထူးစခန်းတစ်ခုတည်ဆောက်ဖို့စီစဉ်နေပြီးအဲဒီကနေအာရခတပ်တော်ကိုထောက်ပံ့ပစ္စည်းတွေပေးပို့သွားမှာဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကအရာရှိကြီး3ဦးဟာဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိလာပြီးအဲ့ဒီနိုင်ငံရဲ့လုံခြုံရေးအကြံပေးနိုင်ငံသားရေးအကြံပေးနဲ့တပ်မတော်ဗိုလ်ချုပ်ကြီးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဒါအပြင်အမေရိကန်အရာရှိ15ဦးလောက်ဟာဘင်္ဂလားဒေ့ရှ်မှာဆက်ရှိနေပြီးစစ်တကောင်းတောင်တန်းကနေတက္ကနတ်အထိနယ်စပ်ဒေသတွေကိုလှည့်လည်နေကြတာတွေ့ရပါတယ်။ကျွန်တော်တို့အနေနဲ့ဒီအခြေအနေတွေကိုဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီးသတင်းအသစ်တွေရရှိတဲ့အခါထပ်မံတင်ပြသွားပါမယ်။